ရခိုင်ပြည်နယ်တရွေမြို့နယ်စကိုင်းတိုင်းအရာတော်မြို့နယ်နဲ့မကွေးတိုင်းရေစကြိုမြို့နယ်တို့တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုများစတိုက်လှုပ်ဆောင်ခဲ့ရာတရွေမြို့နယ်တွင်တန်ကာတော်တပါကလေးငယ်တဦးအပါအဝင်အယက်သား9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးပုံကြီးကျောင်းရီဆန်နဲ့နေအိမ်များပျက်စီးခဲ့ကြောင်းဒေသခံများ၏ပြောဆိုချက်နဲ့အာရခတ်တော်အေအေထုတ်ပြန်ချက်အရသိရှိရပါတယ်ဇူလိုင်23ရက်နေ့မန်ဒေး12နာရီခန့်တွင်တရွေမြို့နယ်ငါပလီမြို့จิตတော့9ရက်ကွက်ရှိပလေးရတနာပုံကြီးကျောင်းနှင့်အနီးပါဝိုင်းခြင်းကိုစစ်ကောင်စီ၏ချက်တိုက်လေရန်တစီကနှစ်ကြိမ်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းအာရခတ်မတော်၏ထုတ်ပြန်ချက်အရသိရှိရပါသည်ရန်တခိုင်မှုကြောင့်ပလေးရတနာပုံချီကျောင်းနဲ့အနိရှိလူနဲ့အိမ်ရှိလုံးပျက်စီးခဲ့ပြီးတင်ကာရောတပါတနစ်ကျော်အရွယ်ကလေးငယ်တဦးအပါအဝင်အယက်သား6ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်ထို့ပြင်ယနေ့နေ့လေတနာရီခွဲခန့်တွင်တရွေမြို့နယ်ငါပလီမြို့လန်တာကန်ချေရှိ as family resort ကိုစကောင်စီ၏ချက်တိုက်လေရန်တစီကပုံနှလုံးဖြဲထမှန်ပုံကျတိုက်ခိုက်ခဲ့ရာရစအတန်းရှိဘန်ဂလိုများနဲ့အနီးပတ်ဝန်းကျင်ရှိလူနေအိမ်အချို့ပျက်စီးခဲ့ပြီးအယက်သားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်အလားတူစကိုင်းတိုင်းအရာမြို့တော်ဝါရောင်ကျေးရွာကိုလည်းဇူလိုင်22ရက်ည7:15မိနစ်ခန့်တွင်စကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု3ကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရှိရပါတယ်။အဆိုပါလေကြောင်းတိုက်ခိုက်မှုမတိုင်မီနဲ့တိုက်ခိုက်မှုဖြစ်ပွားစဉ်ကအရာတော်မြို့နယ်အတွင်းတိုက်ပွဲတစ်လုံးတစုံတရာဖြစ်ပွားခဲ့ခြင်းမရှိကြောင်းဒေသခံများကပြောကြားပါတယ်။ထို့ပြင်မကွေးတိုင်းရေစကြိုမြို့နယ်ရှမ်းမတောင်တဝက်ကိုလည်းဇူလိုင်23ရက်ည9:00နာရီခွဲခန့်တွင်စကောင်စီကလေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရှိရပြန်ပါတယ်။အဆိုပါတိုက်ခိုက်မှုတွင်ချက်တိုက်လေရန်လေစီနဲ့ Y7 လေရန်တို့အသုံးပြုခဲ့ပြီးအဆိုပါတိုက်ခိုက်မှုတွင်ချက်တိုက်လေရန်လေစီနဲ့ Y7 လေရန်တို့အသုံးပြုခဲ့ပြီးရှမ်းမတောင်တဝက်ကိုအချိန်အတော်ကြာပြန်ဝေးကပုံအများပြားခြေချတိုက်ခိုက်သွားကြောင်းဒေသခံများကပြောကြားလာပါတယ်။ဒေသခံတအုပ်က9နာရီခွဲလောက်မှရှမ်းမတောင်ဘက်ကိုဂျက်ဖိုက်တာလေစီ Y7 လေရန်နဲ့ပတ်ပြီးပုံကျဲသွားပါတယ်လို့ပြောကြားပါတယ်။ပုံကျဲတဲ့အရေးအတော်လဲတော်တော်များများရှိပါတယ်။ရေစကြိုမျိုးနဲ့ပေါင်ပေတဲ့ရွာပဝိုင်းကျင်ကိုပုံကျဲတာလို့သိရပါတယ်။ပုံကျဲတန်ကြရတဲ့လောက်တော့ပုံအလုံး40လောက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။လက်ရှိတွင်ရေစကြိုမျိုးနဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လူနဲ့အဆောက်အုံထိခိုက်ပျက်စီးမှုအခြေအနေများကိုဆက်လက်စုံစမ်းနေဆဲဖြစ်ပြီးစက်ကောင်စီဒီတိုက်ခိုက်ဖြစ်ပွားခြင်းမရှိသည့်ဒေသများကိုပါလေကြောင်းတိုက်ခိုက်မှုများစတိုက်လှုပ်ဆောင်လျက်ရှိကြောင်းဒေသခံများကပြောကြားပါတယ်